ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်မျိုးလွင်ဟန် DIY electronic ကနေပြီးတော့ပြန်လည်ယူသွင်းလိုက်ပါတယ်ဒီနေ့ကတော့18ရက်9လ2026ပါဒါလေးကတော့ ACDC power station လေးပါကျွန်တော်ကိုအမြဲတမ်းမှာယူအားပေးတဲ့ဒါမော်ကျွန်းကအကိုရဲ့အမှားလေးပါပဲဗျဟုတ်ကဲ့ပါဒါလေးကတော့အချောသက်လေးပြန်ရပြရတာပါဒီကောင်ကတော့ color display လေးနဲ့ဖုံးအားသွင်းဖို့အတွက်ကိုဒီဖုံးကကျွန်တော်၄ပေါက်ကနေပေါ့နော်၄ပေါက်ကနေပါဒီ၄ပေါက်ကကိုထပ်ပြီးတော့ထပ်ပေးပါဆိုလို့ဒါလေးကတော့ကျွန်တော်ပထမဟိုအရင်ဆုံးတစ်ခါမှာဒါမျိုးလေးမှာဘူးတယ်ပေါ့နော်ဒါလည်းဒီပုံအဲ့လိုပုံစံလေးတိုင်းဒါထပ်ပြီးတော့တက်ပေးပါဆိုတက်ပေးတာပါဒီမှာ2ပေါက်ပါပါတယ်ဟုတ်ကဲ့ပါဖုံးအားသွင်းဖို့အတွက်ကိုအားလုံး6ပေါက်ဖြစ်သွားမယ် DC ကတော့4ပေါက်လေးပါ AC ကတော့2ပေါက်ပါဟုတ်ကဲ့ပါဒါလေးကတော့300ဝအင်ဗာတာကလေးနဲ့30AA လေးပါဟုတ်ကဲ့ပါသူ့ရဲ့တွင်ကန်လေးကတော့တစ်ချက်ရိုက်ပြပေးပါမယ်ဟုတ်ကဲ့ပါဒါသူ့ရဲ့တွင်ကန်လေးပါဒါဖုံးအားသွင်းကတ်တွေဆိုလို့ရှိရင်လည်းအားလုံးအလုံးလုံးနေပါတယ်ဒါကတွင်ကတော့ကျွန်တော်စိန်နေကြပုံစံလေးတွေတိုင်းပဲပေါ့နော်အားလုံးဒီပုံစံလေးကြီးပါပဲရှေ့က color display တွေပါမယ်ရိုးရိုး display လေးနဲ့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဒီညမိတ်ဆက်ပေးချင်တာလေးကတော့ကျွန်တော်ကိုအမြဲတမ်းမှာယူအားပေးတဲ့မော်ကျွန်းကအကိုရဲ့အမှားလေးပါဒါနောက်ထပ်တစ်လုံးပေါ့နော်နောက်ထပ်တစ်လုံးအမှားလေးကတော့မှားနေကြပုံစံတိုင်းပဲ300ဝိုင်းမှာတာကလေးနဲ့30AA လိုက်ဖို့ကို၄ပြားနဲ့တွဲဖို့နဲ့ပေါ့နော်ဒါသူ့ရဲ့တွင်ကန်လေးပါဒီတစ်ခေါက်ကတော့ဒါသူ့ရဲ့ရှည်ချမ်းလေးပါသူ့ရဲ့ရှည်ချမ်းလေးကတော့color display လေးနဲ့ပေါ့နော် color display လေးနဲ့ပါ color display လေးနဲ့ပြသွားမယ်ဖုံးအားသွင်းကဒီ2ပေါက်အပြင်ကိုနောက်ထပ်4ပေါက်ကတ်နေပါ4ပေါက်ကတ်နေပါဒါသူ့ရဲ့တွင်ကန်လေးပါဗျသူ့ရဲ့တွင်ကန်လေးပါတေချာတတရရလေးဆင်ပေးထားပါတယ်4ပေါက်ကတ်နေပါနော်4ပေါက်ကတ်နေဖုံးအားသွင်းက4ပေါက်ကတ်နေပါဒါနေမှာဆိုတော့နေရလူတွေကတော့မီးမရတဲ့ဒေတာတွေဖြစ်တဲ့အတွက်သူကဖုံးနေပါတယ်ဖုံးအားသွင်းတဲ့ဥစ္စာပေါ့နော်ဟိုပါပေါ့ဖုံးကားသွင်းတာကိုကျွန်တော်တို့ဒီအလိုပြောရတော့ပတ်စံပေးပြီးတွင်းရတာပေါ့နော်ပတ်စံပေးပြီးတွင်းတာဆိုရင်ဒါအဆင်ပြေတာပေါ့ဒါဖုံး6လုံးလောက်တော့ရိုင်းနေတွင်းလို့ရတာပေါ့နော်ဒီလိုဒီပေါက်ကတ်ကြီးနဲ့ထဲတာတော့ကြိုက်တဲ့ဖုံကိုကြိုက်သလိုတွင်းရဒီမှာ